ရွှေရင်ညောအိစာတရားမဟိတိစေတိုင်းတော်ဒီတခွင်မဝိဇ္ဇာမလို့တိတ်တိစေတိုင်းခေါ်အာစရိယကရောဝေကိုကျင်းပဖို့အချိန်ခါပါနော်ပညာညီကိုမနမများနေတပီအားလုံးတို့ကိုဖိတ်ခေါ်ပင်ဖိတ်ခါကြွရောက်လာဆရာကြီးနဲ့ဆရာကတော်ကိုအာစရိယဝါဒနဲ့အညီရိုသေစွာကရော